ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီကြောက်ကြီးကိုပေါ့နော်ကျွန်တော်တို့တင်နန်းမှာပေါ့နော်ကျွန်တော်တင်နန်းသားတွေကိုကျွန်တော်တို့ပြထားတဲ့ဗီဒီယိုလေးကိုကျွန်တော်အစားဆုံးတင်ထားပေးပါတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်တို့ကကြောက်တသားကိုရုပ်တော့မယ်ဆိုလို့ချင်းကျွန်တော်တို့ကကြောက်တသားမှာပါတဲ့အပြည့်အနာစာကိုကျွန်တော်အရင်ဆုံးရှာရပါတော့ဒီကြောက်ကြီးကျွန်တော်တို့အပြည့်နာသားလေးရှာကြည့်တဲ့အခါမှာကြတော့ဗျတူးရဲ့အောက်ကဖင်ကပေါ့နော်ဒီအဝါအညိလေးတွေပါတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့မော်စီတာတွေရဲ့တုံးတန်အတိုင်းအခွန်မကနေကြတဲ့အညိလေးတွေပေါ့နော်ဟုတ်အညိလေးတွေကိုကျွန်တော်တို့ကစပြီးတော့ဖျောက်ရမှာပေါ့နော်အခုဒါကျွန်တော်တင်နန်းသားလေးတွေကိုပေါ့နော်ကျွန်တော်တို့ပုံချဖို့အတွက်နဲ့ပြီးတဲ့အခါကျတော့ကြောက်မှမလို့အပ်တဲ့အရာလေးတွေကိုဖယ်ဖို့အတွက်ကိုကျွန်တော်တို့ရှင်းလင်းပြပေးနေရပါတော့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ကြောက်တသားရဲ့ပေါ့နော်အပြောက်ခဲ့ဖို့အတွက်အရေးကြီးဆုံးအရာဖြစ်တဲ့ကျွန်တော်ပုံချတဲ့နေရာပေါ့နော်ဒါကတော့ကျွန်တော်ကြောက်ကြီးတွေကိုပုံသားချကြပြီပေါ့နော်ကျွန်တော်မလို့ကျင်တဲ့အရာတွေကိုရောကျွန်တော်ဒီနေရာမှာပဲစပြီးတော့ရှင်းခဲ့ပေါ့နော်ပြီးတော့အခါကျတော့ကြောက်ရဲ့ပုံကိုလည်းကျွန်တော်ဒီနေရာမှာစပြီးတော့ယူတယ်ပေါ့နော်ဟုတ်ကဲ့ဗျဒါလေးကတော့ကျွန်တော်ပုံချပြီးသားပုံလေးပေါ့နော်အခုချိန်မှာကျတော့ကျွန်တော်မလို့ကျင်တဲ့အဝါခုနကကျွန်တော်ပြောတဲ့အခွန်ကြီးလေးတွေပြောင်းသွားတာဖြစ်တဲ့အတွက်ကြောက်လေးကကာစပြီးတော့ပြောင်းသွားပြီပေါ့နော်ဟုတ်ကဲ့ပုံချပြီးတော့ဆိုရင်တော့ကျွန်တော်ကအမြဲတမ်းပေါ့နော်ကျွန်တော်တင်နန်းသားကြီးတို့ကျွန်တော်ပြန်ကြည့်ခိုင်းဖြစ်တယ်ပေါ့နော်ဘာတွေပြောင်းခဲ့တော့လဲဘာတွေဟိုတွေခဲ့ဆိုတာကိုသူတို့အမြဲတမ်းကျွန်တော်ပြန်ခဲ့တုံးတက်ခိုင်းတယ်ပေါ့နော်ဟုတ်ကဲ့ဗျာဒါကတော့သူတို့ကျွန်တော်ပုံချထားတဲ့ဥစ္စာပုံမှာသူတို့ပြန်ခဲ့တုံးတက်နေကြတာပေါ့နော်ပြီးရင်တော့ဗျာကျွန်တော်အကြံထိုးတဲ့အခါမှာပေါ့နော်ဘယ်အရာလေးတွေကိုဖျောက်ချမယ်ကျွန်တော်ပြီးတဲ့အခါကျရင်ကျွန်တော်ဘယ်အရာတွေကကျွန်တော်ကြောက်တော့ကိုလိုအပ်တယ်ဘယ်အရာတွေကမလိုအပ်ဘူးဆိုတော့ကျွန်တော်ရှင်းပြပြီးတော့ဒါကျွန်တော်ကြောက်ကိုစထိုးကြပြီပေါ့နော်ဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်တို့ကမတ်တက်ရတဲ့နေရာမှာကိုယ်ကူချုံးမွေးစေဖို့အတွက်ပေါ့နော်ကျွန်တော်တို့ကဒီအနုချောင်းလေးကိုစပြီးတော့ချော်ပြီးပေါ့နော်ဟုတ်ကဲ့ကျွန်တော်အနုချောင်းချော်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်ထုံးတဲ့အတိုင်းပေါ့နော်ပမာမတ်တိုက်ဖို့အတွက်ကိုကျွန်တော်ဆော့ပင်လေးတွေစပြီးတော့မတ်ကြတယ်ပေါ့နော်ပမာမတ်တိုက်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဒီမတ်ကိုဘယ်လိုအတုံးပြရတယ်ဘယ်လိုချိန်ရတယ်ဆိုတာလေးတွေကိုဒါကျွန်တော်ရှင်းပြပေးနေရပါတော့ကျွန်တော်တို့ကဗမာမတ်တိုက်တယ်ဆိုတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဒီကြောက်မှာကျွန်တော်မှတ်ထားတဲ့စော့ပင်လေးတွေကိုကျွန်တော်တို့ကပြောင်းတင်တော့အောင်တိုက်ပေးရပါပေါ့နော်အဲ့ဒါပြီးသွားတဲ့အခါကျမှစော့ပင်လေးတွေပြောင်းသွားပြီဆိုမှကျွန်တော်တို့ကမှတ်ကြည့်မကြည့်ကိုကြည့်ရပါပေါ့နော်ဟုတ်ကဲ့ဗျပြီးတော့ကျွန်တော်ပြင်ချန်ထားတဲ့အရာလေးတွေကိုပေါ့နော်ကျွန်တော်တရုပ်မှတ်လေးတွေနဲ့တိုက်ပြီးတော့ပေါ့နော်ကျွန်တော်ကြောက်လေးတွေကိုပုံလေးတွေလောင်းလို့ကျွန်တော်ဒီနေရာမှာစပြီးတော့ဖန်တီးကြပါပေါ့နော်ဟုတ်ကဲ့ဗျကဲနောက်ဆုံးမှတော့ကျွန်တော်အယောင်တင်တဲ့အပိုင်းလာပြီပေါ့နော်အယောင်တင်တဲ့နေရာမှာလည်းကျွန်တော်စိန်စီနဲ့ပန်းစီကိုဘယ်လိုအချိုးကြကြအတုံးပြမယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်ဒေတာရှင်းပြဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာပေါ့နော်စိန်စီဆွဲပြပါပေါ့နော်အမွေးဘိန်းရဲ့အတုံးပြပုံကဗျလူတိုင်းကတော့ဒီအမွေးဘိန်းကိုပေါ့နော်ပန်းစီနဲ့စိန်စီနဲ့ဒါနဲ့ပဲတွဲပြီးတော့တုံးတာပေါ့ဒါပေမဲ့တခုံကအယောင်ပါတယ်တခုံကအယောင်မပါဘူးဆိုတဲ့ခြားနာချက်ကိုပေါ့နော်သူတို့ကျွန်တော်ဒေတာရှင်းပြဖြစ်တယ်ပဲဟုတ်ကဲ့ဗျဒါကြီးရတော့ပေါ့နော်ကျွန်တော်တို့နောက်ဆုံးရတဲ့ result ကြီးပေါ့နော်ဟုတ်ကဲ့အပိတ်တို့ရောက်စီတိုင်းကစိတ်ချနေကြမှာကိုကျွန်တော်တို့မျှော်လင့်ပါတယ်ဗျဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့တင်တန်းကိစ္စနဲ့မိမ့်နေကြတဲ့ညီအကိုတွေအားလုံးပဲပေါ့နော်ကျွန်တော်ဒီ6ကပိုင်း19ရက်နေ့မှာဆိုကြရင်ကျွန်တော်တင်တန်းအတင်းပြန်ခဲ့ဖွင့်ခဲ့ပေးပါမယ်ပေါ့နော်ဟုတ်ကဲ့အပိတ်တို့ရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ